နိုင်ငံမှာပြီးမွေးလာတဲ့ရိုနယ်ဒိုနဲ့ပြည်ပြီးသားအိုးထဲမှာမွေးဖွားလာခဲ့တဲ့မက်ဆီပေါ်တူဂီဆိုတာကရိုနယ်ဒိုမရှိခင်ကတည်းကကမ္ဘာ့ဖလားခြေစစ်ပွဲတောင်နံပါတ်မှန်တဲ့အသင်းဖြစ်တယ်လို့ဘာဆူပလားအောင်မြင်မှုမှမရရှိထားခဲ့ပါဘူးသူတို့အသင်းဟာမြန်မာအသင်းနဲ့မထူးခြားနာပါပဲအာဂျင်တီးနားအသင်းကတော့လီယိုနယ်မက်ဆီမကစားခင်ကတည်းကကမ္ဘာ့ဖလားနှလုံးကိုပါအမေရိကဆူပလားဆိုရင်14လုံးConfederation ဆူဖလားတစ်လုံးရရှိလို့ထားခဲ့ပါတယ်။ဘောလုံးရေကန်မြေကန်အရမက်ဆီနဲ့ရိုနယ်ဒိုကအလိုကိုကွာခြားတာပါ။မက်ဆီကပါရမီရှိပါတယ်။ရိုနယ်ဒိုကကြိုးစားတယ်။ဒါကိုလည်းကလေးရအစခွေအစုံလူတိုင်းသိကြပါလိမ့်တယ်။အာဂျင်တီးနားမှာမက်ဆီကစားပေးလို့အချို့ပေါ်တကားစိတ်ုံပဲရှိပါတယ်။အာဂျင်တီးနားကမက်ဆီမရှိလေဖလားရမှာပါပဲ။သူမရှိတော့ကလည်းဖလားတွေရခဲ့တာပါပဲ။ဒါကမထူးဆန်းပါဘူး။ထူးဆန်းတာကခရစ္စတီယာနိုရိုနယ်ဒိုတယောက်ကသူ့မကစားခင်မှာပေါ်တူဂီအသင်းကဖလားရဖို့နေနေသားကမ္ဘာ့ဖလားခြေစစ်ပွဲတော့နံပါတ်မှန်ဘူးဆိုတာမျိုးကြီးကအတော်လေးကိုရင်နာဖို့ကောင်းတော့ပါတယ်။လူတွေပြောနေကြစကားရှိပါတယ်ဒါကတော့ရိုနယ်ဒိုသာစပိန်လိုနိုင်ငံအာဂျင်တီးနားလိုနိုင်ငံနဲ့ပြင်သစ်လိုနိုင်ငံမျိုးမှာမွေးဖွားလာခဲ့မယ်ဆိုရင်အခုချိန်မှာကမ္ဘာ့ဖလား9ချိန်လောက်တော့ရနေပြီဆိုတဲ့စကားကအယမ်းမှန်တဲ့စကားပါမက်ဆီကအာဂျင်တီးနားကိုဆွဲတင်ခဲ့တာမဟုတ်ပါဘူးအာဂျင်တီးနားဆိုတာကအရင်ကတည်းကအောင်မြင်ပြီးသားအသင်းတစ်သင်းဖြစ်ပါတယ်ဒါကိုလည်းဆူဖလားတွေကတက်တည်ထူနေပါတယ်ရိုနယ်ဒိုကတော့ပေါ်တူဂီကိုမြန်မာအသင်းလိုအခြေအနေမျိုးအဆင့်ကနေယူရိုဖလားတွေနေရှင်လီဆူဖလားတွေရယူပေးနိုင်ခဲ့ရုံတင်တာမကအခုဆိုရင်ဥရောပရဲ့အသင်းကြီးတစ်သင်းအဆင့်ကိုရိုနယ်ဒိုကြောင့်ပေါ်တူဂီကပြောင်းလဲနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်